ပိုက်ကအရင်စနေရ Hello အားလုံးပဲ welcome back ဆုမတ်ပန်ကနေဆိုအားလုံးပြန်လေးပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ဆိုတော့အားလုံးကိုဆိုပုံမှန်တင်နာစားတဲ့အတိုင်းလေးပဲစပြမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဆိုတာကကြာစံတုပ်ပေါ့နော်ဆိုတော့လေမနက်ပိုင်းမှာဒီလိုမျိုးကြာစံတုပ်တွေပိုင်းမစားဘူးအဲ့လိုညဘက်တွေမှာစားရပေါ့နော်အဲ့လိုဝတ်သားတုပ်တို့ကြာစံတုပ်တို့နောက်ပြီးရင်ရခိုင်မုတ်တီတုပ်တို့ဆိုညနေပဲဆိုအမြဲစားရပြီးတော့ဒါဆိုအရင်ကြိုက်တဲ့ပဲသွေးစွပ်ပြုတ်နော်တစ်ထောင်မိုးဒါတစ်ထောင်မိုးအဲ့လေးပါမယ်ဒါတော့ထမင်းဖြူလေးပေါ့နော်ပြီးွားရင်ဒါကရွှေသီးပါဆိုရှေ့ဗီဒီယိုမှာလည်းတစ်ခါရိုက်ပြပူရပေါ့နော်ဆိုတော့ဒါရွှေသီးလေးကိုဒီဘက်ကခွဲထားတာဒီဘက်ကတော့သူအစီးရမ်းများတော့လေလက်တွေမှာကစီဖြစ်လို့ဒီကောင်တော့အခုမခွာတော့ဒါလေးကိုတော့ခုံခွာထားရပေါ့နော်ဒါပြီးအချိုတဲမင်းပြီးရင်ဆိုပုံမှန်ဆိုလဲအမြဲရုံးကနေပြန်ပြီဆိုရင်အောက်ကမုတ်ဆိုင်မှာမုတ်တွေဝယ်လေးရှိရပေါ့နော်ဆိုတော့ဒါလေးက1500တဲ့တောင်တူမဆိုတဲ့ဟာပေါ့နော်အချင်းမောင်းလေးရှင်တယ်ဒါတင်မောတီ6 1500ရေးထားပြီးတော့ဒီကောင်တရက်နက်ပြင်နဲ့တရက်ဒီနဲ့ဟိုတရက်ပြင်လိုမျိုးလောက်ထားရတာလေးပေါ့နော်ဆိုတော့အဲ့ဒါလေးပါမယ်ပြီးသွားရင်ကြက်ဥမရွေးလေးနှစ်ခုပါမယ်ပြီးရထားလေတစ်ခု900တဲ့ဂျယ်လီကျိုးလေးတွေထင်တယ်ဂျယ်လီကိုကျိုးပုံနဲ့ဂျယ်လီလေးပေါ့နော်အဲ့ဒါလေးတစ်ထုပ်ဝယ်လာတယ်ပြီးတော့လေဆိုအချိုကြိုက်တော့ဒါခါကြမှုလိုမျိုးလေးကြားလေးတွေ့လို့အဲ့ချိုမယ်ဆိုပြီးတော့ဝယ်လာပေါ့နော်ပြီးသွားရင်နာဘာဒီချောကလက်တစ်ထုပ်ပါတယ်နာဘာဒီက cheese ကိုတော့ပိုကြိုက်တယ်ပေါ့နော်ပြီးရင်ဒီမှာ marshmallow နှစ်ချောင်းပါတယ်ပြီးသွားရင်ဒါအိမ်မှာဝယ်ထားတာဆိုတော့စစ်စားမယ်ဒီမှာခေါင်းမုတ်လေးပါပါတယ်ဆိုတော့အဲ့ဒါလေးစားပါမယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒီ dinner လေးရင်စားမယ်ပြီးတော့မှပဲတခြားချုပ်ပွဲလေးစားပါမယ်ကဲဆိုတော့အရင်ဆုံးဒါကတော့ကြာစံတော့ဆက်လေးတုတ်တာတော်တော်ဆက်တယ်အရင်ဆုံးဟင်းရည်လေးရင်းကြည့်မယ်နော်ချိုးနေရပဲဒီဆိုင်ကလေငကျင်းလေးနဲ့ချက်တာဆိုငမြချင်းလားငကျင်းလားမသိပါဘူးငါးတုံးကြီးလေးနော်အဲ့ဒါနဲ့ချက်တာဆိုတော့ချိုးနေရပဲကဲပဲသွေးကိုတော့အရင်ဆုံးစေးဥဖောက်ပြီးတော့စားလိုက်ပါတော့မယ်ကဲစားပါအောင်ဒါကြာစံတုပ်လေးပါကြာစံတုပ်ကတော့ထမင်းလေးနဲ့ပဲရမ်းစားပါတယ်အမေဆိုကြာစံတုပ်ကြာစံကြော်ရင်ကြိုက်တယ်ခောက်ဆွဲတုပ်တို့ပါတော့တိတ်မကြိုက်ဘူးပေါ့နော်ကဲစားပါအောင်ပိုက်ကအရင်စနေရဆက်တာတော့တော်တော်လေးဆက်တယ်စားပါထမင်းလေးကပူညော့မစားရင် green ရှင်းမမိပါဒီနေ့ကဆိုရေပဲပါတယ်ပေါ့နော်ဆိုတော့မစားရင် green ရှင်းလိုက်ပါမယ်စားပြီးနေပြီ green လေးရှင်းလိုက်ပါမယ်နှကန်းအောင်ရတယ်မမေးပြီးဖြုတ်လေးနဲ့ဒီဆိုင်ပဲသွေးလေးရအင်းညာပါစားပါဒီနေ့ပဲသွေးတော့တိတ်အားမရအောင် nó gọi trống như vậy
ဒီနေ့ရဆိုဒီလိုမျိုးအတုံးပြေပေါ့နော်ရှင်းပြဒါဆိုအတုံးပြေပါပေါ့နော်အခုကအတုံးအပဲ့လေးပါဆိုတော့ကြာဆန်အဲ့လိုမျိုးဟောလေငရုတ်နဲ့ငရုတ်စီအရေးနဲ့အဲ့လိုတုတ်တာကိုကြိုက်တယ်အဲကျမကြီးနဲ့တော့မငြင်းညွတ်ဘူးပေါ့နော်ဒါပေမဲ့အမြဲတော့မစားပါဘူးနည်းနည်းလေးပဲ့ရခိုင်မုတ်တီတုပ်ရဲ့ပဲသွေးစွပ်ပြုတ်ရည်ကတော့အမြဲတမ်းညနေတိုင်းပြီးပါစားဖြစ်တယ်။ဒါပေမဲ့ပဲသွေးရလဲလေဒီလိုပြောပြမယ်ပဲသွေးဆိုတော့တကယ်တော့အမဲသွေးပေါ့နော်။သူများတက်လို့ဆိုပြီးတော့စားနေကြတွေ့လို့လေတကယ်တော့တက်လုံးဝမလုပ်ဘူးနော်။ဆိုရင်တက်လို့ဆိုပြီးတော့ပဲသွေးတွေချက်စားနေတွေ့လို့လေ။ကျိုးရက်ွက်ထဲကဆိုင်ရန်ဒီကလေဆိုးဝယ်အမြဲတမ်းဒီငါးအရှိကုန်ထည့်ပြီးတယ်ပဲသွေးလေးမအောင်မငါးအရှိကုန်ဒီပဲသွေးရလေရခိုင်မုတ်တီဟင်းရည်နဲ့အကြာကြီးပြုတ်ထားတဲ့ခါကျတော့အိဖက်ပြီးတော့လေအဲ့ဟင်းရချိုချိုလေးကအထဲမှာဝင်နေတာဆိုရင်စုရဲ့ vlog လေးကိုဒီနေ့တော့ဒီလောက်နဲ့ပဲရက်ချင်ပါတယ်စုနောက်ထပ် dessert တွေစားထားတဲ့ဥစ္စာလေးကိုလည်းနောက်ထပ် vlog part 2လေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်အားလုံးပဲတတာ